ဟုတ်ကဲ့ပါမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့ဧပြီလ30ရက်နေ့ပေါ့နော်30ရက်နေ့အတွက်ကမ္ဘာ့ရွှေဈေးကွက်အခြေအနေလေးကျွန်တော်တို့တစ်ချက်ကြည့်အောင်ပေါ့နော်အဲ့တော့ဒီနေ့ကဒါဧပြီလဒါနောက်ဆုံးရက်ဖြစ်တယ်အဲ့တော့ကမ္ဘာ့ရွှေကလည်းကျွန်တော်တို့ဒါဒီတစ်ပတ်မှာပေါ့နော်နောက်ဒါကျွန်တော်ဧပြီနောက်ဆုံးပတ်မှာဆိုလို့ရှိရင်ဈေးကဒါအကြဘက်ကိုတော်တော်လေးဥတီပြီးသွားနေရကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိကျနေတဲ့လက်ရှိဈေးကွက်အခြေအနေပေါ့နော်ကျနေတဲ့အခြေအနေမှာကျွန်တော်တို့ကဒါ overall နဲ့daily trade လို့ရမယ့်ဟာလေးတစ်ချက်လောက်ကျွန်တော်တို့ဟိုဖြစ်ပြင်ပေါ့နော်အဲ့တော့တခါလဲကျွန်တော်ဒီနေ့က Trader Cave ကကျွန်တော် Trader Cave မှာကျွန်တော် membership ဒီတကြံပေါ့နော်ဒီ April လတကြံ membership promotion လုပ်ပေးတာရှိရအဲ့ဟာဒီနေ့ကဒါနောက်ဆုံးနေ့ဆိုတော့တကယ်လို့ကျွန်တော်ဒါကို trade တဲ့အခါမှာ trading community တခုပေါ့နော်ကျွန်တော် Trader Cave လိုမျိုးဒါအတူတူ discuss လုပ်တိုင်ပင်ပြီး trade လို့ရတဲ့ trading community တခုကျွန်တော်ဒါလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဆက်သွယ်လာလို့ရတယ်ဒီနေ့ membership promotion နောက်ဆုံးနေ့ရသေးရပေါ့နော်အဲ့တော့ရွှေကကျွန်တော်တို့ daily ရကြည့်မယ်ဆိုလို့ရှိရင်လက်ရှိကဈေးက4500နဲ့40ဝန်းကျင်လောက်ရောက်လာပြီ4500ဝန်းကျင်အောင်ပြန်ကတ်လာပြီလို့ပြောလို့ရတယ်အဲ့တော့ပြီးခဲ့တဲ့တစ်ခေါက်ကျွန်တော်ရှေ့မှာနည်းလေးကြားခဲ့တဲ့အကြရှိရ4100လောက်ဝန်းကျင်လောက်ထိကျွန်တော်ရောက်သွားတဲ့ဟာမျိုးရှေ့မှာအကြတစ်ခုရှိခဲ့ပူတယ်အဲ့တော့အဲ့တုန်းကအကြတော့ကျွန်တော်ကတစ်ခုပြောလို့ရတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတင်ပေးဘူးတယ်ပေါ့နော်အဲ့တော့သူကတကယ်အဲ့လိုကြီးကြားကျင်လို့ကြားရမျိုးမဟုတ်ဘဲနဲ့သူကအဲ့လိုပူးပတ်တနည်းအားဖြင့် retracement gap တွေရှိလို့ရှိရင်အဲ့ gap တွေကိုပြန် fade တဲ့ပုံစံမျိုးနဲ့သွားတယ်ပြီးလို့ရှိရင်အောက်ကို swing က overall ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး major လေးအဲ့လိုပေါ့နော်နည်းလေးအရေးပါတဲ့ market swing တွေကိုမ break ဖ ೇನೆကျွန်တော်ကပြန်ပြီးတော့အောက်ကို liquidity ဆွပြီးတော့မှဒီ spike တွေနဲ့ဆွပြီးတော့မှပြန်တက်တာမျိုးရှိရအဲ့တော့ဒီဟာမျိုးတွေရှိရအဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့တုန်းကဆိုပြောခဲ့တာခဏတစ်ဖြုတ်ပဲပြီးရင်တော့ပြန်တက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီတစ်ခေါက်ကထူးကြတယ်ဒီတစ်ခေါက်ကအဲ့လိုအခြေအနေမျိုးတော့မဟုတ်ဘူးဒီတစ်ခေါက်ကြာတယ်လေအဲ့တော့ကျွန်တော်ရဲ့ personally အမြင်ဆိုလို့ရှိရင်ဒီတစ်ခေါက်ပြန်ကြားတဲ့ order flow ကကောင်းတယ်အဲ့တော့ဒီ flow တွေကနေကျွန်တော်ကြားတယ်ပေါ့နော်ထားပါတော့အဲ့တော့ကြားတယ်ပြီးလို့ရှိရင်နောက်တစ်ခုကပြန်ကြခိုင်မှာသူ့မှာအောက်မှာဒီ gap တွေဖြည့်ဖို့တို့ဒီပူးဘတ်တို့ဘာလို့ဆိုရလဲလေဒီတစ်ခေါက်ကကျွန်တော်မြင်တယ်တကယ်ကြားကျင်လို့ပြန်ဆင်းလာတဲ့အခြေအနေမျိုးလို့ကျွန်တော်ယူဆလို့ရတယ်အဲ့တော့ဒါကကျွန်တော် technical ကျွန်တော်ကြိုပြောချင်တာဒါ technical ရှုထောင့်ကပဲကျွန်တော်သုံးသပ်ကြတာဖြစ်တဲ့အတွက်တစ်ဖက်ကလက်ရှိကမ္ဘာ့ရွှေတို့ဘာလို့မှာပို့ပြီးတက်ရောက်မှုကြီးတဲ့စစ်ရေးတွေကမ္ဘာနိုင်ငံရေးတွေဒါတွေပေါ်မှာတော့ကျွန်တော်တို့ဒါကြိုပြီးမမြင်နိုင်ဘူးအဲ့အခြေအနေပေါ်မူတည်ပြီးတော့အလောက်ခက်ကတော့အပြောင်းလဲရတော့ဖြစ်မယ်အဲ့တော့ကျွန်တော်လက်ရှိ technical ဘိုင်းကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီရှူတော့မကစဉ်းစားရင်တော့ကျွန်တော်ကမ္ဘာ့ရွှေဒီဒီတစ်ခေါက်က retracement pullback ဆိုတာနည်းနည်းလေးအကြဘက်ကိုလာခြင်းနဲ့အကြမျိုးလို့ကျွန်တော်ယူဆလို့ရတယ်အဲ့တော့ပြန်ပြီးမှ4000ဝန်းကျင်ပါညာအောက်တွေပါရောက်သွားပြီးတော့မှဆွင်းနေပါအောက်ကဆွင်းနေပါ break သွားနိုင်တဲ့အခြေအနေမျိုးမဖြစ်ဘူးလို့ပြောလို့မရတဲ့အခြေအနေမျိုးအဲ့တော့လက်ရှိ market ကိုကျွန်တော် market bias ကကျွန်တော်အနေနဲ့အကြလို့သတ်မှတ်တယ်အဲ့တော့ရောင်းမှုဈေးဆက်ကျနိုင်အောင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကတကယ်လို့အဝယ်တွေ float တွေပါရှိရမျိုးဆိုလို့ရှိရင်ဖြစ်နိုင်ရှင်းနေတယ်ကျွန်တော်အရန်ကြီး market ချင်တွေကိုအဲ့လိုကြီးစန့်ကျင်တာမျိုးမလုပ်သင့်ဘူးပေါ့နော်โอเคအဲ့တော့daily ပေါ့ကျွန်တော်4 hour တို့ဘာလို့မှလည်းကြည့်လို့ရပါတယ်အောက်မှာဘာမှသူ့မှာပြန်တက်ရမယ်အဲ့လိုမျိုး gap တွေ block တွေအဲ့လိုအရင်ကောင်းတဲ့နေရာတွေဆိုတာမရှိဘူးဈေးကနည်းနည်းလေးအကြဘက်ကိုပဲဆင်းလာတဲ့ပုံစံမျိုးမှာမြင်နေရတယ်ပေါ့နော်အဲ့တော့ okay အဲ့တော့ကျွန်တော်4 hour မှာဆိုလို့ရှိရင်ကျွန်တော်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် gap တွေဟိုဟာ zone တွေရှိတဲ့နေရာစီဒီပေါ် order flow နေရာအဲ့တော့ဒီ range ဝင်ခြင်းပေါ့နော်အဲ့တော့ကျွန်တော်ဘာလဲဆိုလို့ရှိရင်4600နဲ့4000နဲ့ကျွန်တော်ကဒီ900ဝန်းကျင်လောက်အဲ့နေရာလောက်ကတော့ကျွန်တော် market gap ဖြစ်ရဲ့အနေနဲ့ပြန်ရောက်လာနိုင်တယ်အဲ့ပေါ်တွေကနေကျွန်တော်ကတေချာတယ်ကျွန်တော် ECC အဲ့လိုမျိုးစောင့်ပြီးတော့ရောင်းနိုင်တယ်ဆိုလို့ရှိရင်တော့ swing trade တွေဒါအကြအတွက်ဒါ bearish moment တိုင်းအတွက် လိုက်လို့ရတာပါเนาะအဲ့တော့ကျွန်တော်ဒီနေ့ daily အတွက်တစ်ချက်ကြည့်အောင် daily အတွက်ကျွန်တော်ရေလိုပဲကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကလောလောဆယ်မှာရေလိုအနေနဲ့ဆိုလို့ရှိရင်တော့အဝယ်ရောင်းကစဉ်းစားလို့ရပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော်မနေ့ပိုင်း Asian session ထဲမှာပဲဆိုလို့ရှိရင်တော့ကျွန်တော်ကဒီနေရာကလည်းပဲမစိုးဘူးလို့ပြောလို့ရတယ်ဒီနေရာပေါ့เนาะဒီနေရာ rejection ကောင်းရင်ကျွန်တော် scalping ဝယ်လို့ရတယ်ဒါကျွန်တော်တို့ member group မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်အမြဲတမ်း trade နေကြပုံစံလေးဖြစ်တဲ့အတွက်ဒါရင်းနှီးလိမ့်မယ်ကျွန်တော်တို့ဒါ candle rejection ပြီးလို့ရှိရင် liquidity စုရလေးစောင့်ပြီးလို့ရှိရင် scalping ဝယ်တာရောင်းတာလေးလုပ်ဒါမျိုးလေးတော့ကျွန်တော်လုပ်လို့ရပါတယ်အဲ့တော့ session တွေပါကြည့်ပါတော့အဲ့တော့အခုကကျွန်တော်က7ခွဲလောက်ဖြစ်သွားပြီပေါ့နော်မြန်မာအချိန်တွေက7ခွဲအဲ့တော့နေ့လယ်ပိုင်း London session တွေပါမှာဆိုလို့ရှိရင်ကျွန်တော်ထင်တယ်တကယ်လို့ဒီညမှာ Asian low ဖြစ်နေမယ်ဒီကောင် Asian low ကဒီညမှာပဲရှိမယ်ဆိုလို့ရှိရင်ကျွန်တော်က London မှာအဲ့လိုပေါ့ scalping အနေနဲ့နည်းနည်းလေး scalping နားမို့လဲပေါ့နော် intraday လောက်အဲ့လိုမျိုး trade တစ်ခုအနေနဲ့ဆိုလို့ရှိရင်အဝယ်ကိုဒီအောက်ကနေရာကြိုက်တယ်အဲ့တော့ဒီမှာ Asian လို့ဒီအောက်ဒါမှမဟုတ်ဒီဝင်းကျင်မှာရှိမယ်ဆိုလို့ရှိရင်Asian လို့နည်းနည်း liquidity ဆွရပါညာလုပ်ပြီးတော့မှကျွန်တော်တို့ကဒီ daily အဲ့တော့ကျွန်တော် PVS day လို့ကလည်းဒီအောက်လောက်မှာရှိရပါတော့ကျွန်တော်ဒီအောက်လောက်မှာရှိနေတာဖြစ်တဲ့အတွက်အဲ့အောက်ဝင်းကျင်ကနေကျွန်တော်ကလန်ဒန်မှာကျွန်တော်အဝယ် trade တစ်ခုရနိုင်တယ်အဲ့တော့အဲ့အဝယ် trade ကနေကျွန်တော်အပေါ်ကိုပြန်လိုက်လို့ရတယ်အဓိက major လေးကျွန်တော် target ထားမှာတော့အယောင်းကို target ထားမှာအဲ့တော့ရောင်းဖို့ဆိုလို့ရှိရင်တော့ကျွန်တော်လောလောဆယ်ကျွန်တော်ဒါဒီdaily အရကျွန်တော်ကြိုက်တဲ့နေရာလေးတွေကကျွန်တော်2 point လောက်ရှိမယ်အဲ့တော့ဒီနေရာပေါ့နော်ဒီနေရာဆိုတော့ကျွန်တော်4500နဲ့65ဝန်းကျင်လောက်တနေရာနဲ့ပြီးလို့ရှိရင်ဒီပေါ်ကဒီ
ဒီ flow zone ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်နေရာဆိုလို့ရှိရင်4000နဲ့ကျွန်တော်က4585ဝန်းကျင်နေရတယ်ပေါ့နော်အဲ့နေရာတွေမှာတော့ကျွန်တော် daily ရကျွန်တော်အယောင်ကြိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ကညပိုင်း London sorry ညပိုင်း US session လောက်ရောက်သွားလို့ရှိရင်တော့ဒီ Asian high suite ရောပိုသဘောကျလိမ့်မယ်ပေါ့နော် Asian high suite မယ်ပြီးလို့ရှိရင်သူ့ပေါ်မှာကျွန်တော်က daily high ကဟိုးပေါ်ကစုံပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ4 hour မှာပြခဲ့တဲ့ဒီဘောနေရာ4600ဝန်းကျင်နေမှာ daily high ရှိရယ်အဲ့တော့အဲ့နေရာတွေမှာ previous day high ပေါ့နော်အဲ့တော့အဲ့ high ရှိရတဲ့အတွက်ကျွန်တော်အဲ့လိုနေရာတွေမှာကျွန်တော်ပြန်ပြီးတော့မှရောင်းမှုသဘောကျတယ်လောလောဆယ်ကျွန်တော်ဒီ London နဲ့ Asian လောက်မှာတော့ကျွန်တော်နည်းနည်းလေး scalping လည်းရနိုင်ရသည်4500နဲ့66တို့အဲ့ဒီ4585တို့ဆိုရယ်ဒီ Asian high နေရာတွေပေါ့နော် Asian high နဲ့ဒီဂျားတွေကကျွန်တော်ဒီ order flow နေရာ continuation နေရာလေးတွေမှာတော့သဘောကျတယ်လောလောဆယ်ဒီနေရာမှာလောလောလတ်လက်ရှိဆိုလို့ရှိရင်တော့လက်ရှိပေါ့နော်ကျွန်တော်ဗီဒီယိုတင်လိုက်တာပါညာလဲမှီရယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာတကယ်လို့အခု market က aggressive တွေပါပြတယ်45နဲ့49လောက်ဒီကန်တဲ့ height တွေပါကြော်ပြီး5 minute rejection ကောင်းလို့ရှိရင်တော့မစိုးဘူး retracement ပြန်ဆောင်ပြီးတော့မှ scalping အဝယ်လိုက်ဆိုတော့အများကြီးတော့ရကြမှာရလိမ့်မယ်ဆိုတော့ကျွန်တော်50 bit ငါ100 bit ပေါ့နော် bit 100ဝန်းကျင်လောက် scalping 1 2လောက်ရနိုင်တဲ့ trade တစ်ခုဝင်လာနိုင်တယ်ပြီးလို့ရှိရင် London session မှာဒီအောက်ကဆုံးကိုစောင့်မယ်ပေါ့နော် okay ဒါကကျွန်တော်ကဒါကဘာရွှေနဲ့ပတ်သက်ပြီးတော့ကျွန်တော် technical shoot down ရ overall နဲ့ကျွန်တော်လက်ရှိ daily ဖြစ်နိုင်ရည်ရှိတဲ့ဟာလေးတွေကိုကျွန်တော်ကသုံးသပ်ပေးထားဖြစ်တယ်အဲ့တော့တခုကျွန်တော် trading နဲ့ပတ်သက်ပြီးတော့မှလိုအပ်တာဘာပဲဖြစ်ဖြစ်ကျွန်တော်ဒါ trader game community ကိုဆက်သွယ်လာလို့ရတယ်ကျွန်တော်ရှိမှာ one stop trading နဲ့ပတ်သက်အားလုံးဟိုကျွန်တော်ဒီနောက်ဆုံးဒီစပြီးတော့မှအခြေခံစလေးလာတဲ့နေရာစပြီးတော့မှကျွန်တော်ဒီနောက်ဆုံး account တွေဖွင့် trade တဲ့အချိန်တွေကိုစင်းငွေထုတ်တွေအားလုံးတဲ့ကျွန်တော် service ပေးပါတယ်အဲ့တော့အားလုံးအဆင်ပြေအောင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် trading community တွေရှိရတဲ့အတွက်ကျွန်တော်နဲ့အတူတွဲပြီး trade လို့ရတယ်ပြီးတော့ကျွန်တော်ဒါအခုဆိုလို့ရှိရင်ဒါ YouTube channel လည်းရှိဖြစ်တဲ့အတွက်ကျွန်တော် YouTube မှာဆိုလို့ရှိရင်လည်းဒါ trading နဲ့ဒါပတ်သက်တဲ့ကျွန်တော်ဒါလုံးဝ basic class တွေလည်းကျွန်တော် free တင်ပေးထားမျိုးရှိရအားလုံးကိုအသိမိတ်ဆွေတွေတကယ်ချင်းပေါင်းသေးတွေလေးလာခိုင်းချင်တာမျိုးပဲဖြစ်ဖြစ်ကိုယ်တိုင်လေးလာချင်တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်လေးလာလို့ရတယ်ပေါ့နော် okay အဲ့တော့ဒီနေ့အတွက်ကျွန်တော်ဒီလောက်ပါပဲထူးခြားတာ market နဲ့ပတ်သက်ပြီးထူးခြားတာလေးရှိလို့ရှိရင်လည်းကျွန်တော်ဒါ Telegram channel တွေ group တွေမှာကျွန်တော်ထပ်ပြီးတော့မှတင်ပေးမယ်ပေါ့နော်